video content တစ်ပုဒ်ကပတ်သွားရဲဆိုရင်ကိုယ့်လူတွေအများကြီးသိလိမ့်မယ်လူသိများလေလေကိုယ့်အတွက်ရောင်းရဖို့ဝင်ငွေရဖို့အခွင့်အရေးအများလေလေပေါ့နော်ဒါပေမဲ့ content ပေါက်တိုင်းဝင်ငွေရတယ်ဆိုတာကတော့အမြဲတမ်းမမှန်ပါဘူးဒီလိုမျိုး content တွေပေါက်သွားတိုင်းမှာဝင်ငွေရကျင်နေဆိုလို့ရှိရင်တော့မျိုးတို့အာယုံစိုက်တဲ့နဲ့ V နှလုံးရှိပါတယ်ပထမ V ကတော့အခုပြောသွားတဲ့ content ပေါက်အောင် viral ဖြစ်အောင်အလေးထားရမှာပဲဖြစ်ပါရဲ့เนาะနောက်ထပ် V တစ်လုံးကကြတော့ကိုဖန်တီးလိုက်တဲ့ content တွေကချစ်တဲ့သူလူတစုအတွက်တကယ်ကိုတန်ဖိုးရှိတဲ့အရာအကျိုးရှိတဲ့အရာဖြစ်တယ်လို့ကိုယ့်အတွက်လည်းအယောင်းကိုပြောင်းနိုင်တဲ့ value content ဖြစ်ဖို့လိုပါတယ်ဆိုတော့ဒီ viral နဲ့ value ဆိုတဲ့ V နှလုံးကိုဒါအာရုံစိုက်နိုင်နေဆိုရင် content တွေပေါက်လေးလေးလူတွေအတွက်လည်းအကျိုးရှိလေးလေးကိုယ့်အတွက်လည်းရောင်းရလေးလေးပဲဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ညိုကိုနဲ့ video content တွေဖန်တီးတဲ့အခါမှာဆိုတော့ 2V ကိုအခြေခံပြီးတော့မှဖန်တီးလေးရှိပါတယ်ဆိုတော့ဒီ video ကြည့်တဲ့သူအနေနဲ့ရော video ပေါက်ဖို့တစ်ခုတည်းကိုအာရုံစိုက်ပါနဲ့ညိုတို့အဲ့ဒီ video ကနေပြီးတော့ဘယ်လိုအယောင်ပြောင်းရမလဲအယောင်ပြောင်းဖို့ဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့အကြောင်းအရာကိုလည်းညိုတို့ထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်เนาะဆိုတော့ဒီလိုမျိုး viral ဖြစ်တဲ့ content တွေကိုလည်းဖန်တီးတတ်ခြင်းနဲ့အယောင်ပြောင်းနိုင်တဲ့ value content တွေကိုလည်းဖန်တီးတတ်ခြင်းနဲ့ဆိုတော့ညိုရဲ့ MOB သင်တန်းထဲမှာအသေးစိတ်သင်ကြားပေးထားပါတယ်เนาะပြီးတော့ MOB ရဲ့2နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ညိုကအထူး promotion လေးလည်းလုပ်ပေးထားပါတယ်ပထမ10ဦးအတွင်းကို3,900ကျပ်ထဲနဲ့ညိုကအနှံခွင့်ပေးထားပါတယ်เนาะသင်တန်းတက်ခြင်းနဲ့ဆိုတော့ဒီ video ရဲ့ comment မှာ MOB လို့မှတ်ခဲ့လို့ရပါတယ်ဒီ video လေးကလည်းအကျိုးရှိရဲဆိုတော့ share သွားပေးလို့ရပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်